ဒီတစ်ခါမှာတော့ကမ္ဘာအာယုံဆက်မှုကိုခံနေရတဲ့အီရန်နိုင်ငံကအေးရခေတ်ကိုတီးကပ်ခါပြီးပြောပြတော့ပါမယ်ဒီချင်းတွေကအမေရိကန်ပြည်ထောင်စုကိုတော်တော်လေးခေါင်းခဲရတဲ့အချင်းဒီတစ်ခုစီတွန်းပို့နေတာပါဝင်ပြီးဆွတ်ဖက်မလားဝင်ဆွတ်ဖက်ရင်ပဋိပက္ခကပိုချီးသွားနိုင်တယ်ဒါမှမဟုတ်အစိုးရတစ်ခုကကိုပီတူကိုနှိမ့်ဆက်နေတာကိုဒီအတိုင်းပဲကြည့်နေရတော့မလားတကယ်ကိုခက်ခဲတဲ့ရွေးချယ်မှုပါကောင်းပြီဒီရှုပ်ထွေးတဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်သွားအောင်လို့အပိုင်းလိုက်လေးကြည်သွားကြရအောင်ပထမဆုံးအီရန်လမ်းတွေပေါ်ကအုံကြွမှုနေစမယ်ပြီးရင်ဘာလို့တန်တမာရေးလမ်းကြောင်းပဲသွားလဲဆိုတာစမ်းစစ်မယ်အမေရိကန်မှာဘာထန်ရွေးစရာရှိလဲဆိုတာကိုခွဲချမ်းစစ်ဖြာပြီးနောက်ဆုံးမှာတော့ဒီအခြေအနေတွေကြားထဲမှာကြားညံ့နေတဲ့အီရန်ပြည်သူတွေအကြောင်းနဲ့အဆုံးသတ်ပါမယ်အရာအလုံးကတည်ရနဲ့စခဲ့တာပါအီရန်ရဲ့လမ်းတွေပေါ်ကနေပေါ့ဒါကတာမန်ဆန္ဒပြပွဲလေးတစ်ခုမဟုတ်ပါဘူးအစိုးရအတွက်အရင်ကတခါမှမကြုံဘူးလောက်အောင်ကြီးမားတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်လာတဲ့လူထုအုံကြွမှုကြီးတစ်ခုပါဒီအကြမ်းဖက်မှုကဘလောက်အထိဆိုးရွားလဲဆိုတာကိုနားလည်နိုင်ဖို့ဒီတုံးလို့ဆရာကောင်းတဲ့ဂင်္ဂနန်တစ်ခုတည်းကိုကြီးလိုက်တာနဲ့တင်းတည်တာပါတယ်မြေပြင်ပေါ်ကဆန္ဒပြသူတို့ရဲ့ဒီစကားတစ်ခုကအခြေအနေမှန်ကိုထင်းထင်ရှားရှားဖော်ပြနေတယ်လို့ပါပဲဆိုလိုတာကအာနာကိုထင်းကိုအကြမ်းဖက်မှုကိုတုံးနေုံနဲ့မဟုတ်တော့ဘူးအဲ့ဒီအကြမ်းဖက်မှုကိုအာနာပြယူတစ်ခုလိုမျိုးဂုံယူနေတဲ့အစိုးရတရက်ရဲ့ပုံရိပ်ကိုပါမြင်နေရတာပါဒီမှာတွေ့ရတဲ့အတိုင်းပဲအခြေအနေကစန်တာပြပွဲအဆင့်ကိုခဏလေးနဲ့ကြော်သွားခဲ့တယ်အစိုးရကအမျိုးတွေကိုထင်းချုပ်နိုင်စွမ်းမရှိတော့ဘူးအစီကောင်းခေါင်းဆောင်ကိုလိုင်တောင်ထွက်ပြေးဖို့လမ်းကြောင်းရှာနေပြီဆိုတဲ့သတင်းတွေထွက်လာတော့လေလာသူတော်တော်များများကဒါဟာအစိုးရအတွက်တကယ်ကိုအရေးကြီးတဲ့ချင်းချောမှုတစ်ခုပဲလို့သုံးသပ်ခဲ့ကြပါတယ်အီရန်နိုင်ငံထဲမှာချင်းနေရှုပ်ထွေးနေတော့နိုင်ငံတကာတန်တမာရေးထအခွင့်အရေးတကားတစ်ချက်ခဏလေးပွင့်လာပဲပါသေးတယ်ဒါပေမဲ့ခဏနေတွေ့ရမယ့်အတိုင်းပဲအဲ့ဒီတကားပွင့်လာတော့ကိုမြန်မြန်ပြန်ပိတ်သွားခဲ့ပါတယ်ဒီ slide မှာတကယ်စိတ်ဝင်စားစရာကောင်းတာကတော့3ရက်တည်းနဲ့တွဲဆုံဆွေးနွေးရေးဆိုတဲ့ဖြစ်နိုင်ခြေတစ်ခုလုံးဘလောက်တောင်မြန်မြန်ဆန်ဆန်ပြည့်စည်သွားခဲ့တယ်လေဆိုတာပါပဲဒါကြောင့်အဓိကအချက်ကတော့မြေပြင်ပေါ်ကအချမ်းမှုတွေကြောင့်တန်တမာရေးနီးလန်းနဲ့ဖြည့်ရှင်းမှုဆိုတာလုံးဝမဖြစ်နိုင်တော့တဲ့အဖြစ်တွေကိုရောက်သွားတာပါပဲခဲတွဲဆုံဆွေးနွေးဖို့မချွတ်နိုင်တော့ဘူးဆိုတော့အမေရိကန်ပြည်တော်စုရှင်မှာရွေးချယ်လမ်းနှစ်ခုပဲကျန်တော့တယ်အဲ့ဒီနှစ်ခုကလည်းတစ်ခုနဲ့တစ်ခုလုံးဝကိုစန့်ကျင်ဘက်ပါပဲစီးပွားရေးနဲ့ဖျားပေးမလားတောင်းမဟုတ်တက်ရိုက်စစ်ရရဲ့အရေးယူမလားဆိုတာပါပဲအဲ့ဒီတော့စဉ်းစားနေတဲ့အဓိကရွေးချယ်စရာညခုကိုတစ်ခုချင်းစီကြည့်လိုက်ရအောင်ပထမဆုံးစီးပွားရေးနဲ့ဖျားပေးတဲ့နီလန်းနေဆက်လက်ကြတာပေါ့အဓိကစိတ်ကူကအီရန်ကိုပဲတိုက်ရိုက်တန်ခတ်ဖို့မဟုတ်ပါဘူးဒုတိယအဆင့်ပိတ်ဆို့မှုလို့ခေါ်တဲ့နီလန်းကိုတုံးဖို့ပါဒါကဘာကိုဆိုလိုတယ်လဲဆိုတော့အီရန်နဲ့စီးပွားရေးလုပ်နေတဲ့ဘယ်နိုင်ငံမဆိုအမေရိကန်ရဲ့တန်ခတ်ပိတ်ဆို့မှုကိုခံရမယ်ဆိုတဲ့သဘောပါပဲဒါကတော်တော်လေးတော့စာကြီးတဲ့နီလန်းတစ်ခုပါဒီပုံကိုကြီးလိုက်တာနဲ့အဲ့ဒီမူဝါဒကဘသူ့ကိုအဓိကပြစ်မှတ်ထားနေတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။အဲ့ဒါကတော့အီရန်ရဲ့အကြီးဆုံးစီးပွားရေးအသက်သွေးကြောဖြစ်တဲ့တရုတ်နိုင်ငံမှာပဲ။ဒါပေမဲ့စီးပွားရေးဖစ်အားပေးမှုဆိုတာကအချိန်ယူရတဲ့ကစားဝယ်တစ်ခုပါ။အကြမ်းဖက်မှုတွေကပိုပြီးမြင့်တက်လာနေချိန်မှာအချိန်မီချင်းမှမီတော့မှာပါ။ဒါကြောင့်နောက်ထပ်ပိုပြီးအန္တရာယ်များတဲ့ရွေးချယ်ဖြစ်တဲ့စစ်ရေးအရာကြားဝင်ဆွတ်ဖက်မှုကိုစဉ်းစားလာရပါတယ်။ဒီနေရာမှာအရေးကြီးတဲ့မေးခွန်းတစ်ခုထွက်လာပါတယ်။အကယ်တက်ခဲ့မယ်ဆိုရင်အမေရိကန်ကဘာတွေကိုအတိအကျပြစ်မှတ်ထားမှာလဲဒီရာကပြနေတဲ့အတိုင်းပဲလွယ်လကူကူရွေးချယ်နိုင်တဲ့ပြစ်မှတ်ဆိုတာတစ်ခုမှမရှိပါဘူးလေလာသုံးသပ်သူတွေကအဓိကရွေးချယ်စရာ၄ခုကိုသတ်မှတ်ထားပေမဲ့တစ်ခုချင်းစီမှာသူအခက်ခဲနဲ့သူရှိနေပါတယ်ခေါင်းဆောင်ပိုင်းကိုတက်ခိုက်တာကနေစပြီးနိုင်ငံရေးရန်နာလုပ်ငန်းကိုပြစ်မှတ်ထားတာအထိတစ်ခုမှမလွယ်ပါဘူးလုံဆောင်ချက်တိုင်းမှာတုံ့ပြန်မှုဆိုတာရှိစမြဲပါပဲအကယ်၍အမေရိကန်ကအီရန်ကိုစစ်အတိုက်ခိုက်ခဲ့ရင်နောက်ဆက်တွဲအချို့ချက်တွေကတော်တော်လေးပြင်းထန်နိုင်ပါတယ်ဒီဟီရန်ဘက်ကဘလို့ပြန်ပြီးတုံ့ပြန်နိုင်မလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်ဒါကပင်တဂွန်ကစီးရီစီမံကိန်းချက်တဲ့သူတွေကိုညာဘအိမ်မပြောစေတဲ့မိခွန်းကြီးပါပဲအဓိကအမေရိကန်ကဘာလုပ်နိုင်တယ်လဲဆိုတာထက်အီရန်ဘက်ကတုံ့ပြန်မှုအနေနဲ့ဘာတွေလုပ်နိုင်စွမ်းရှိတယ်လဲဘာတွေလုပ်ဖို့စံသားရှိတယ်လဲဆိုတာကပိုရေးကြည့်နေတာပါတတိယမြစ်တွေကဒီဟီရန်မှာအမေရိကန်တပ်ဖွဲ့နဲ့ကမ္ဘာစီးပွားရေးကိုတကယ်ကိုချိန်ချောက်နိုင်တဲ့စွမ်းရည်တွေအများကြီးရှိနေပါတယ်စရေးအရတုံ့ပြန်မှုအပြင်အကြီးမားဆုံးစွန့်စားကြမှုကနိုင်ငံပိုင်းမှာရှိနေနိုင်ပါတယ်။ဒါကိုအလန်ဒေါ်အောက်စုစည်းခြင်းအကျိုးတရားမှုလို့ခေါ်ပါတယ်။ထူးဆန်းတယ်လို့ထင်ရပေမဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုတစ်ခုကဆန္ဒပြသူတချို့အပါအဝင်ပြည်သူတွေကိုနိုင်ငံခြားရန်သူကိုစန့်ကျင်ဖို့အစိုးရနောက်မှာတစုတစည်းတည်းထစ်သွားစေပြီးအစိုးရကိုတော့ပိုပြီးခိုင်မာသွားစေနိုင်ပါတယ်။ဒါရီအားလုံးရဲ့ကြားမှာဒုက္ခအသေးဆုံးကတော့အီရန်ခီသူတွေပေါ့။သူတို့ဟာအင်အားကြီးတဲ့အုပ်စုနှစ်ခုကြားမှာလုံးဝပိတ်မိနေကြတဲ့အခြေအနေပေါ့အီရန်ဆိုရဟာသူတို့ရဲ့အာဏာကိုစက်ထိန်ထားနိုင်ဖို့အတွက်ရစချန်ချွတ်ပြီးခစ်မီတဲ့နီလန်းတွေကိုတုံးဆွဲဖို့လုံးဝဝင်မလေးဘူးဆိုတော့ကိုပြသခဲ့ပြီးပါပြီဒီအခြေအနေကပဲအီရန်ပြည်သူတွေကိုကြေကွဲစရာကောင်းတဲ့အကြက်အတဲတွေကိုတွန်းပို့နေတာပါ
သူတို့ဟာကိုယ်အစိုးရရဲ့ဖိနှိပ်မှုနဲ့နိုင်ငံခြားကဝန်ဆက်ဖက်လာနိုင်တဲ့အန်ဒရကြားမှာညံ့နေပြီး80တိုးမလားနော့ဆိုမလားဘလန်ကိုရွေ့လွယ်ကူတဲ့ထပ်ပေါက်ဆိုတာမရှိပါဘူး။နောက်မှဖြစ်လာနိုင်မလဲဆိုတာကိုတမိုင်းကနေတတိပေးနေတဲ့သင်ခန်းစာတစ်ခုလည်းရှိနေပါသေးတယ်။နိုင်ငံခြားအင်အားကြီးတွေကကူညီမဲ့အရေးအယောင်ပြပြီးတကယ်တမ်းဘာမှမလုပ်ခဲ့ရင်ဘာအကျိုးဆက်မှမရှိဘူးလို့ယုံကြည်သွားတဲ့အစိုးရတစ်ခုဟာစန့်ကျင်သူတွေကိုပို့ပြီးတော့ရရဆက်ဆက်နှိမ်နှင်းဖို့အားတက်သွားနိုင်ပါတယ်။ နောက်ဆုံးမှာတော့အခြေအနေတစ်ခုလုံးဟာလွယ်လွယ်ကူအဖြေပေးလို့မရတဲ့စိတ်မသက်မသာဖြစ်စရာကောင်းတဲ့မေးခွန်းတစ်ခုအပေါ်မှာပဲမူတည်နေပါတယ်။ဝင်ဆက်ဖတ်မလားဒါမှမဟုတ်ဒီတိုင်းပဲကြည့်နေမလားဘယ်လားကအီရန်ပြည်သူတွေတကယ်မျှော်လင့်ချက်ကိုပြနိုင်ပါလဲ